အားလုံးပဲမင်္ဂလာပါရှင်တငယ်ချင်းတို့ရေခလေးအိုက်တဲ့ချိန်ဘာလို့ရမှမသိဘူးဒီပိုင်းအောင်စောဝဲမှာကော်မရှင်ခါသွားထောက်ကြမယ်ရှင်အမရဲ့အကောက်က40ရာခိုင်နှုန်းဝင်ငွေရှာလို့ရတဲ့အကောက်အမဖွင့်ထားတယ်เนาะဒီလိုမျိုးအကောက်ရှိမှဝင်ငွေကရှာလို့ရမယ်เนาะဒီမှာခက်ဆိုတဲ့နေရာမှာသွားမယ်ဒါကအမရဲ့ပတ်စံအိုက်ပေါ့เนาะထုတ်လို့ရတဲ့ကော်မရှင်က2000 2000ဒီပါကြက်လေးတယ်ပေါ့နော်ဒီမှာထပ်ဝင်လာမယ့်ဟာလည်းရှိသေးတယ်တကယ်ချင်းတို့ဖောက်တယ်ကပုံလဲဆိုရင်ဒီမှာသူတို့ဘာသာသူတို့ဆွဲဝယ်တုံးတာနော်ဒါက application ရောင်းပို့ပေးတယ်အမြင့်ငွေလက်ပြထားတဲ့ပုံစံမျိုးကိုတစ်ချက်နိုင်မယ်နော်ဘန်တစ်ခါနဲ့ချိတ်ပြီးသားဆိုတော့ထုတ်တဲ့ပမာဏကိုအမကထည့်ရုံပဲမနေ့က9000ထုတ်လိုက်တယ်ဒီနေ့က4500ထုတ်မယ်နော်90ရာထောင်ကဲဒီနေ့ကတော့4500ထပ်ထုတ်မယ်ဒီမှာဝေထုတ်ချင်းဆိုတဲ့နေရာကိုတစ်ချက်သွားမယ်ဝေထုတ်ချင်းဆိုတဲ့နေရာကိုတစ်ချက်သွားမယ်เนาะကိုရဲ့စာအိတ်ထဲမှာเนาะကနန်း6လုံးသူတို့ပို့လာမယ်ကနန်း6လုံးကဒီမှာထည့်ရုံပဲเนาะဆက်သွားပြီဆိုတဲ့ဝေထုတ်ပြီဆိုတဲ့နေရာကိုသွားမယ်เนาะဒါကအမရဲ့ဘန်ကောက်ထဲမှာတူရောက်အိုးဟိုတငယ်ချင်းတို့ရေဝင်တာမြန်လိုက်တာเนาะဦးဒီဇဝဲကိုဖုန်းထဲမှာဒေါက်လို့ဆွဲထားတာအရန်ကိုကန်ကောင်းတယ်เนาะအမတို့လိုမျိုးကလေးမေမေလေးလုပ်လို့ရတယ်ဒီဇဝဲမှာလာစူးစမ်းနေတဲ့သူတွေကပေါ့เนาะကလေးမေမေတွေရှိတယ်เนาะကော်ဆန်လုပ်တဲ့သူတွေရှိတယ်လူမျိုးဘာသာမဆိုလုံးလို့ရတယ်ရှင်အခမဲ့တင်ပြပေးတဲ့ဖွဲ့တွေလည်းရှိတယ်เนาะ